Sometimes ကိုမေကုန်းပြန်ထုံးမိတဲ့အချိန်တွေရှိတယ် What am I doing here နေ့စဉ်သွားလာလှုပ်ရှားနေကြတဲ့လူတွေကိုကြည့်ရနေမွန်းကျရတဲ့နေ့ရက်တည်းကလည်းပို့ပြီးတော့မွန်းချက်လာရတယ်နေကိုလွမ်းနေအိမ်မှာနေရတဲ့အချိန်တွေတငယ်ချင်းတွေနဲ့တူတူပြောခဲ့ကြတဲ့အချိန်တွေရှောက်လေကြတာတွေစသဖြင့်ပေါ့နေမှာရတဲ့တဲ့မြေသေးနယ်လေးတွေကိုမြင့်ချေတွေကနေလာတတ်တဲ့လီအေးလေးတွေတဘာဝအတိုင်းရှိနေတဲ့ရေပြင်ချေတွေပြီးရင်ကျွန်တော်ရဲ့ငယ်ရွယ်မှုပေါ့နေကိုလွမ်းရတဲ့ထဲမှာနေမှာစားရတဲ့အစားအသောက်လေးတွေလည်းပါတယ်ကျွန်တော်ကလေအစားအသောက်တွေမှာလည်းအမတ်တရားကောင်းတွေကိုသိသိထားနိုင်နေဆိုတဲ့အချက်ကိုယုံတယ်အားကြောင့်မလို့ဒီနေ့ကျွန်တော်တို့နေအစားအသောက်လေးတွေရောက်နေကျွန်တော်အမိုင်းဆိုင်ကိုသွားနေရဖိုင်လေးကဖွင့်လာတော့ကြာပြီတာမွေဝိုင်းနာမှာရှိရပေါ့နော်ဆိုင်လေးမှာကျွန်တော်တို့နေမှာရတဲ့အစားအသောက်လေးတွေရောင်းပေးတယ်ဖြူထမင်းလုံးတုပ်တိုဘူးတုပ်မွေးငါဟင်းကျဲတို့အလိုဟာလေးပေါ့နော်ကျွန်တော်ကတော့မွေးငါဟင်းကျဲလေးရယ်ထမင်းလုံးတုပ်လေးရယ်ဟင်းတုပ်လေးရယ်ပြီးရင်တိုဘူးတုပ်လေးရယ်မှာလိုက်တယ်ပေါ့နော်နေမှာစားနေကြအစားအသောက်လေးဆိုတော့လေကိုနေမှာဝယ်စားနေကြဆိုင်လေးတွေကစားပြန်ပြီးတော့မျက်လုံးနဲ့မြင်ရတယ်ဒီစားတောက်လေးတွေကကျွန်တော်တို့ရဲ့မနက်စာနေ့လယ်စာညစာတွေဖြစ်ခဲ့တာဟုတ်ဒီမုံငါဟင်းအကျဲလေးဆိုရင်ဆန်လော်မုံအဓိကအခြေခံပြီးစားရတာပေါ့နော်သူ့ရဲ့ဟင်းကအကျဲလေးဘလူးချက်လဲဆိုရင်အဓိကငါးကိုတုံးပြီးတော့ချက်တုံးများများနဲ့ငပြောဦးလေးတွေနဲ့အဲ့လိုချက်တာပေါ့နော်ကျွန်တော်ငယ်ငယ်တော့ဆိုရင်လေအဲ့လိုမျိုးတောင်းလေးရွက်ပြီးတော့မုံငါဟင်းကျဲလိုက်အောင်နဲ့အန်တီတယောက်ရှိတယ်ကလေးဘွားတော့ပေါ့နေခင်းနေလဲဆိုရင်မွင်ငါတက်လာပြီဆိုရင်ပြေးတော့ခေါ်ပြီးဝယ်စားရမွင်ငါတို့အတုပ်တို့ဆိုလို့ရှိရင်လေမျိုးထဲမှာရှိတဲ့ဆိုင်တော်တော်များများကိုစားပူကြတယ်ဘာလို့လဲဆိုရင်တငယ်ချင်းတွေကတွေ့ပြီးဆိုတာနဲ့ဒီနေ့ပဲဆိုင်သွားစားကြမယ်စပိန်လေးနဲ့သွားကြမုံနေစားကြပေါ့နော်အဲ့လိုမျိုးအခုတော့တငယ်ချင်းတွေကလည်းနိုင်ငံခြားမှာရှိရတဲ့သူရှိရမျိုးကိုစီမှာအလုပ်ကိုစီနဲ့ရှိနေတဲ့သူတွေလည်းရှိကြတယ်ပြန်ဆုံမှုအတွက်အရင်လိုတော့မလွယ်ကူကြတော့ဘူးပေါ့နော်ဒါပေမဲ့ဘယ်နေရာပဲရောက်ကိုယ့်ရဲ့ဒေသစာလေးတွေကိုစားတဲ့အချိန်ဆိုရင်တော့တငယ်ချင်းတွေကိုလည်းပြန်ပြီးသတိရမယ်လို့ထင်ပါတယ်ဒီတော့ဘူးတုပ်လေးဆိုလဲကျွန်တော်တို့အတွက်မနက်စာနေ့လယ်စာညစာဖြစ်ခဲ့တဲ့အစားတောက်လေးပဲပေါ့နော်လမ်းထဲကိုတိုးဘူးရောက်တဲ့အနီးမလာခင်အိမ်ကတိုးဘူးတဲ့လိုင်းဝယ်ထားတော့ဆိုပြီးတော့ပကံလေးနဲ့ပတ်စံလေးနဲ့ပေးထားရင်ကိုကတိုးဘူးတဲ့လာတဲ့အချိန်ကိုစောင့်နေကလေးဆိုတော့လေစော်ရင်းနဲ့စောင့်ကြရပေါ့တိုးဘူးတဲ့လာပြီဆိုလို့ရှိရင်အပြေးလွှာပကံလေးကင်ပြီးထွက်ဝဲအဲ့တော့ဆိုလို့ရှိရင်လေပကံထဲမှာတိုးဘူးလေးပုံပေးရပေါ့နော်သူကတပုံကို90ပဲရှိတာအဲ့တော့မိသားစုတွေ4ယောက်လောက်ရှိရဲဆိုရင်4ပုံဒါပေမဲ့9ယောက်လောက်ရှိရင်လည်း4ပုံလောက်နဲ့ဆိုလောက်တယ်ပေါ့နော်အဲ့လိုမျိုးတိုးဘူးလေးနဲ့ဖတ်ပြီးတော့ထမင်းဖြူလေးနဲ့စားကြငပိလေးနဲ့စားကြပေါ့နော်ပြီးတော့ဒီထမင်းလုံးတုပ်လေးကလည်းကျွန်တော်ငယ်ငယ်လေးကြိုက်ခဲ့ရတဲ့အစားတောက်လေးပဲပေါ့နော်ကျွန်တော်နေမှာဆိုလို့ရှိရင်ပွဲစည်းတဲ့နေလာတယ်လေအဲကြလို့ရှိရင်ခုလိုမျိုးထမင်းလုံးတုပ်တို့ငါထမင်းစိမ့်တို့အမဲထမင်းစိမ့်တို့အဲ့လိုအာလူထမင်းနဲ့တို့ရောင်းနေဆိုင်လေးပါတယ်ပေါ့နော်အဲကြလို့ရှိရင်ပွဲစည်းသွားပြီဆိုလို့ရှိရင်အိမ်မှာကြံခဲ့တဲ့သူတွေအတွက်အဲ့လိုငါးထမင်းစိမ့်လေးတွေထမင်းလုံးတုပ်လေးတွေဝယ်သွားကြတယ်ပြီးရင်နောက်ထပ်တစ်ခုကောင်းချင်းကြီးတောက်လေးတွေဝယ်သွားကြတယ်အိမ်ရောက်လို့ရှိရင်စီလေးနဲ့ငချောက်ပုတ်လေးတွေနဲ့စားကြတယ်ပေါ့နော်ကျွန်တော်ကတော့ဆိုင်မှာစားရင်းနဲ့အမနဲ့ငယ်ဘွားအကြောင်းလေးပြောလိုက်နေပါနေတော့အမတ်တရားလေးပြောလိုက်နဲ့ပြောနေစားလိုက်တာမှားတာကြီးလည်းအကုန်တော့ကုန်သွားပါတယ်ဆိုင်ရှင်အမနဲ့ကလေကီလိုတန်းစောတရီရမလာခင်အမရဲ့ဆိုင်မှာအလုပ်လုပ်ရင်းနဲ့ရင်းနှီးခဲ့ကြတာပေါ့နော်အဲဒါကြောင့်မပြောစရာအမတ်တရားကြီးလည်းများနေရပေါ့ဒီဟင်းတုပ်လေးဆိုရင်အမရန်ကုန်ရောက်ပြီးတော့စရောက်ပြီးကြတဲ့အရန်ကိုလူကြိုက်များပြီးတော့ရန်ရောက်ကောင်းခဲ့တဲ့ item လေးဖြစ်ပါတယ်ဝတ်သားတို့ကြက်မဲတို့အစုံပေါ့နော်အဲ့လိုမျိုးတက်လို့လေးလည်းရှိတယ်ဒါလည်းကျွန်တော်တို့နယ်ဘက်က signature ဟင်းတုပ်လေးတွေပဲဖြစ်တယ်နေမှာဆိုရင်လေအဲ့လိုဟင်းတုပ်လေးတွေမုံဖတ်တုပ်လေးတွေရောင်းတဲ့အသေးရှိတယ်သူကလေညကြီးမှညခင်း9နာရီ10နာရီခွဲ9နာရီကျော်အဲ့လိုဝင်ကျင်မှစပိန်နဲ့ပေါ့နော်မုံဖတ်တုပ်ဟင်းတုပ်ပူလေးဆိုလိုက်ရောင်းတဲ့အသေးရှိတယ်ပေါ့နော်ဦးလေးလိုက်ရောင်းတာအဲ့လိုဟင်းတုပ်တွေဆိုလေအဲ့လိုညခင်းပတ် TV ကြည့်နေနေအဲ့လိုဝယ်စားကြတယ်ငယ်တော့ကြာအဲ့လိုမျိုး TV ကိုတူတူစုပြီးတော့ခွင်ကားစာနေမြန်မာကားတို့ဘာလို့ငါပြီးကြည့်ကြတဲ့လေးတွေရှိရပေါ့နော်အခုကတော့ကိုယ့်ရဲ့ device ကိုစီနဲ့ဖြစ်သွားပြီဆိုတော့အရင်လိုစုပြီးတော့မိသားစုတွေရုပ်ရှင်ကြည့်တဲ့ movie time လေးဆိုတာရန်ကိုရှားသွားပြီပေါ့နော်ကျွန်တော်တို့အခုအသက်တွေမငယ်ကြတော့ပေမဲ့ငယ်တငယ်ချင်းတွေပြန်ဆောင်ရင်အမတရားခေါင်းတွေပြောကြတဲ့အခါကျွန်တော်ရဲ့စိတ်တွေကဟိုးကလေးဘွားတော့လိုမျိုးပဲငယ်ရွယ်မှုတွေနဲ့ရှင်မောပြောရှင်နိုင်ကြမယ်လို့ကျွန်တော်ယုံကြည်ပါတယ်